Mobile Legends ရဲ့အရက်ပူပေမဲ့လက်သီးဆုပ်အကူရတဲ့ OS အကြောင်းကိုလူငယ်ဘာသာစကားနဲ့ရေးစရာလေးတွေနှော်ပြီးရှင်းပြပေးမယ်နော်။ OS ကတကယ်တော့ hammer ကောင်းလို့ခေါ်လို့ရပါတယ်။သူ့ရဲ့ skill တွေက level တက်လေပူချမ်းလေပါပဲ။ The skill of OS charge. ပြေးပြီးဟိဒါကတော့ပြေးလမ်းမှာအားအင်တွေရှိတယ်ဆိုတဲ့ skill မျိုးပါ။ဘာလို့တာလဲ skill ကိုဖိထားရင် OS ကသူ့ရဲ့တူကြီးကိုကင်ပြီးအားရပါရပြေးပါတယ်။ပြေးနေတော့ damage ရှော့ခံရတယ်လို့ပြန်လွတ်လိုက်ရင်ရှေ့ကကောင်ကိုဒုံးကနေဝင်တိုက်ပြီးနှေးသွားစေပါတယ်။ဟာတာအနေနဲ့ရန်သူဝိုင်းလို့ပဲဖြစ်ဖြစ်စားတောက်ဆိုင်မှာနောက်ဆုံးကြံတဲ့ကြက်တောင်ပံကိုလူဖို့ပဲဖြစ်ဖြစ်ဒီ skill နဲ့ပြေးရင်အတော်လေးအဆင်ပြေပါတယ်မမိဘူးလို့ OB ပြေးလို့ရတဲ့ skill ပေါ့ Nick skill Nick the power of X copy hate. ဒါကတော့ OS ရဲ့အသက်သွေးကြော skill ပါဘာလို့တာလဲသူရှိကကောင်တွေကိုပစိန်တို့တူနဲ့ဝေယံပြီးခုတ်လိုက်တာပါထိသွားတဲ့ရန်သူအရေးအတွက်ကိုမူတည်ပြီး OS ရဲ့ attack speed ကလျှက်စီးလက်တလို့မြန်သွားပါမယ်သူလည်းပြန်တက်သေးတယ်နော်ဟာတာအနေနဲ့ဒီ skill ကိုတုံးပြီးရင် OS က fan တလုံးလိုပဲလက်ကတုံနေအောင်မြန်သွားတာပါရန်သူကိုမင်းဘယ်နဲ့ချက်အခုတ်ခံရလဲရေတွက်ကြည့်ဦးလို့မင်းနေစရာမလိုတော့ဘူးတကူလုံးအပေါက်တွေဖြစ်သွားမှာမို့လို့ပါ Don't ultimate Unning Fury မိတောင်ပေါက်ကွဲမှု ဒါကတော့ OS ကိုအရွယ်နဲ့မမျှအောင်ကြောက်ဖို့ကောင်းတယ်လို့အပြောခံရစေတဲ့ skill ပါဘာလို့တာလဲမြေကြီးကိုတူနဲ့အားရပါရထူးချလိုက်တာပါရှေ့မှာမီးချော်ရီလမ်းကြောင်းကြီးပေါ်လာပြီးရန်သူတွေကိုနှေးသွားစေတယ်လို့ damage လည်းအကြီးအကျယ်ပေးပါတယ်အရေးကြီးဆုံးအချက်ဒီ ultimate ကိုမြင့်လိုက်တိုင်းသူ့ရဲ့တူကြီးကပိုကြီးလာပါတယ် level 7နဲ့ဆိုရင်တူကသူ့လူထက်တောင်ပိုကြီးနေပါပြီဟာတာအနေနဲ့ဒီ skill ကငါလမ်းမှာလာမရှုံနဲ့လို့ပြောတာနဲ့အတူတူပါပဲရန်သူကအဲ့ဒီမီလန်းကြောင်းပေါ်မှာလမ်းလျှောက်နေရင်ခြေထောက်တွေပူလိုက်တာဆိုပြီးကခုန်နေရမှာပါအနှစ်ချုပ်OS က level 7နဲ့ကြော်သွားရင်တော့အရက်ပူပေမဲ့ခုံထုရင်ခေါင်းကွဲမဲ့ဆိုတဲ့ထိပ်မျိုးပါစောပိုင်းမှာတော့နည်းနည်းလေးတီးခံပြီး level တက်အောင်စောင့်စိုးဖို့တော့လိုအပ်တယ်နော်